ခဲ့ပါပြီခုချိန်တက်တီကိုထက်ကြောက်ထက်မမမေးကြားနေရဒုံးပါပဲအဲ့ဒါတခုလည်းတွင်းပြီးဝမ်းနေတာပါအော်ဒီကကြောင့်ပြောလိုက်ပြီအဲ့လိုတနေ့မရှိတော့ရေဆိုရင်အတွေးဝင်လာတယ်ပြတော့ပဲပြောနေလို့စီဘယ်တော့ပဲတတ်ပါလိမ့်မယ်စီဒီမှာမရှိတော့ဘူးဆိုတာအတွေးနောက်ဆုံးချိန်မှာဘာဖြစ်သွားမလဲဆိုရင်အတွေးသမီးဆိုတာငယ်ငယ်လေးကလည်းဆိုးအဲ့ကိုကလကစားလုပ်ခဲ့ရရှိရဲ့ကိုယုံကြည်အားကိုမှန်တယ်ဆိုတဲ့စိတ်နဲ့ကိုလို့ရှိရကိုလောက်တာပေါ့နော်ကိုဘွားလို့ဘုရားလိုက်မစိုးမိုးနဲ့ဆိုတဲ့စကားတွေသမီးဘွားလိုက်မစိုးမိုးနဲ့ဒီစိုးမိုးတာပဲတဲ့ကိုစိုးမိုးရဲ့ကိုပဲဆိုအရာမျိုးကိုမိဘကိုပြန်ပြီးခံပြောခဲ့တာအမှန်တော့မကောင်းဘူးတိုင်းနဲ့ပေါ့ဒါပေမဲ့စိတ်ချပါသမီးမိဘကိုကလည်းစားလို့ပြီးစကြင်ပြီးလုပ်ခဲ့တဲ့မြအရာအားလုံးမှာဘယ်တော့မှစိတ်ပြည့်တဲ့အတိုင်းအမားတွေဖြစ်စေရဘူးအချာရှုံးစေရဘူးဆိုတာမျိုးလည်းအမြဲတမ်းတက်ပြခဲ့ပါပြီဆက်ပြီးတက်ပြပြပါမယ်တခါမှမဟုတ်ဘူးတန်းကိုပဲပုံလဲမိသားစုရှင်းမှာရောတကယ်ချင်းရှင်းမှာရောတခါမှမဟုတ်ဘူးပါဘူးအခုထိလို့မရဘူးငိုမိသွားတယ်တော်တောင်းပန်ပါရဲ့တော်တော်လေးရုပ်ဆိုးနေချင်ပါတယ်ပြောပါဆိုလို့ရပြောနေရအမှန်တော့ပြောစရာစကားမရှိတော့ဒီနေ့မှဘယ်လောက်ဆိုးနေလဲဘာဖြစ်နေမှမသိဘူးတဲ့အဲ့လိုမျိုးဘယ်သူရှိမှမငိုချင်ဘူးဒီနေ့တမိပါရှိမှမငိုချင်ဘယ်လောက်အဆင်မပြေဘူးလေအငယ်အဆင်ပြေရဲ့အားလည်းတက်လိမ့်နေမှလည်းအဲ့ရသိပါတယ်အဲ့ရသိသိနေလဲတက်စိမ့်နေမှာဆိုလို့တော်ပြန်အားပေးခဲ့တယ်တက်ရှောက်နေတဲ့လမ်းတွေတက်ယုံကြည်ရာတွေတက်ဝါသနာပါတဲ့အရာတွေကိုအရင်တော့ကတော့ငယ်တော့တက်ဒါတွေလုပ်ဖို့အတွက်သမီးဆိုအဖြစ်နဲ့တိုက်ယူခဲ့ရတာတွေအများကြီးရှိတယ်။အဲကိုကလကစားလုပ်ခဲ့ရရှိတယ်။ကိုယုံကြည်အားကိုမှန်တယ်ဆိုတဲ့စိတ်နဲ့ကိုလို့ရှိရင်ကိုလောက်တာပေါ့နော်။ကိုဘွားလို့ဘယ်သူမှလာပြီးမစိုးမိုးနဲ့ဆိုတဲ့စကားတွေသမီးဘွားလာပြီးမစိုးမိုးနဲ့သူစိုးမိုးတာမခံနိုင်ကိုစိုးမိုးတဲ့ကိုပဲဆိုရင်အရာမျိုးကိုမိဘကိုပြန်ပြီးခံပြောခဲ့တာအမှန်တော့မကောင်းဘူးရိုင်းနေပေါ့။ဒါပေမဲ့စိတ်ချပါသမီးမိဘကိုကလကစားလုပ်ပြီးစကြင်ပြီးလုပ်ခဲ့တဲ့မြအရာအားလုံးမှာဘယ်တော့မှစိတ်ပူတဲ့အတိုင်းအမားတွေမဖြစ်စေရဘူးမချရှုံးစေရဘူးဆိုတာမျိုးလည်းအမြဲတမ်းတက်တည်ပြခဲ့ပါပြီခုချိန်တက်တီကိုထက်ကြောက်ထက်မမမေးကြားနေရဒုံးပါပဲအဲ့ဒါတခုလည်းတွင်းပြီးဝမ်းနေတာပါအရင်ပြောမလဲနေကြစရာမလိုတော့အနေထားတခုရောက်နေဆိုရင်မိဘဆိုတာတာသမီးအမြဲစိတ်ပူနေတာဆိုတော့တက်လုပ်နေတဲ့အလုပ်တွေတက်ရင်ဆိုင်ရတဲ့အရာတွေတက်ရဲ့ရွေးချယ်မှုတွေအခုချို့တော့ဟာဒီမှာစိတ်ပူပြီးတော့မိဘအခုချိန်ကြီးလက်ရကြနေရသေးတယ်အဲ့တော့ထက်တောင်းမှန်ပါတယ်လို့အော်ဒီကကြောင့်ပြောလိုက်ပြီအဲ့လိုတနေ့မရှိတော့ရေဆိုရင်အတွေးဝင်လာတယ်ပြတော့ပဲပြောနေလို့စီဘယ်တော့ပဲတတ်ပါလိမ့်မယ်စီဒီမှာမရှိတော့ဘူးဆိုတာအတွေးနောက်ဆုံးချိန်မှာဘာဖြစ်သွားမလဲဆိုရင်အတွေးပြောဆိုတော့တက်အပွားဆုံးသွားတော့တက်ဘွားအရေးကြီးတယ်ကိုဗစ်တော့ကတဝက်မှာဆုံးသွားပါတော့တဲ့အကောင်းဆုံးကြိုးစားပြီးတော့ကိုဗစ်မှာထားတဲ့စီးပွားရေးအဆင်မပြေတဲ့ကြားတွေကအကောင်းဆုံးတော့အရာလုံးပြေဆုံးတဲ့ကဲခဲ့တယ်စိတ်ကူးခဲ့တယ်အစီအစဉ်တွေရအောင်ရှာခဲ့တယ်ဒါပေမဲ့တဲ့နောက်ဆုံးအချိန်အပန်းနောက်ဆုံးအချိန်ရောက်ပြီဆိုတဲ့အချိန်မှာအရင်သိန်း400တဲ့ဆေးထွက်လာတယ်နောက်ဆုံးဘယ်ကိုဗစ်မှမနိုင်လို့ဆိုရင်တော့အဲ့ဆေးကနောက်ဆုံးအသက်ကယ်နိုင်သေးတယ်နောက်ဆုံးအသက်ကယ်ဆေးဖြစ်ဆိုပြီးတော့အဲ့ဆေးဝယ်မလားဆိုပြီးတက်ကိုလာမေးတဲ့အချိန်ပေါ့နော်အဲ့ချိန်မှာတက်မှာပတ်သက်သိလေးရမရှိဘူးတက်ဘွားကိုမရတော့ဘူးဆိုတာသိရတဲ့အတိုင်းပဲအဲ့ဟာနောက်ဆုံးအသက်ကယ်ဆေးဆိုတဲ့အချိန်မှာဒီဟာကနောက်ဆုံး chance 1% ဖြစ်နေတဲ့အချိန်မှာယူမလားဒီပစ္စည်းရှိရလောကရှားနေတဲ့အချိန်ရှိရလို့ပြောတဲ့အချိန်မှာပစ္စည်းအောင်ရှိရကိုပတ်သက်မရှိလို့မယူတော့ဘူးလို့ပြောလိုက်ရတဲ့စကားပေါ့နော်အဲ့ပြောလိုက်ရအခိုက်တော့တလုံးမမေ့ဘူးဒါပေမဲ့တကယ် essay ကိုထပ်ဝယ်ခဲ့ရင်လည်းဖုန်းချပြီးရတယ် essay ကိုမယူတော့ဘူးလို့ညင်းပြီးဖုန်းချလိုက်တဲ့အချိန်မှာပဲတက်ဖာဆိုးသွားပါပြီဆိုရင်ဖုန်းကဝင်လာတာပါဝယ်ပြီးလည်းမီတော့မမီတော့ဘူးပေါ့နော်အားလုံးကဝမ်းပြီးတော့အားပေးကြရပေါ့ဒါပေမဲ့တက်ကိုမချိန်နဲ့နောက်ဆုံးချိန်မှာနောက်ဆုံး chance ရှိတဲ့ 1% အတွက်မတက်နိုင်ဘူးမရှိပါဘူးပတ်စံမတက်နိုင်ဘူးမလုပ်ပေးနိုင်ဘူးမယူတော့ဘူးလို့ညင်းလိုက်မိရဲ့တက်စကားဟိုတက်အခုချိန်ထိ
အဲ့ဒါတော့ရလို့ထက်မိဘအမေနဲ့အဖေတနေ့တစ်ခုပြခဲ့ရင်ဒါနဲ့အမေအသက်10မိနစ်ထက်ရှင်ဖို့အတွက်ဒီချက်ရှိရင်လုံနိုင်လားဆိုမလုံနိုင်ဘူးမလုံပေးနိုင်ဘူးဆိုတဲ့အရာဘယ်တော့မဖြစ်စေရဘူးဆိုတဲ့စိတ်နဲ့အဲ့လိုနောက်မျိုးထပ်မရချင်ပါစက်နဲ့တော့မငင်းချင်ဘူးပြည့်စုံထားရဆိုတာဘယ်လိုမျိုးမှပြည့်စုံပါလဲဟုတ်တယ်မလားတေရောမိဘတိုက်ချင်းနဲ့နေချင်တာလည်းမဟုတ်ပါဘူးကိုတာတရီနဲ့ဒီနေချင်တာဒီလိုရဲရှိချင်တာဒီလိုချစ်ချင်တာပဲရှိရပါဒါပေမဲ့တာတရီဘက်ကကြည့်ရင်လည်းပြည့်စုံထားချင်တယ်ဆိုရင်စင်တိုက်တယ်ကားတွေအများကြီးဘာလို့လဲဟယ်လိုဆိုတဲ့ကေပေးဆိုတဲ့ကေပေးစားချင်တာတောက်ချင်တာအဲ့လိုအကုန်လုံးပြည့်စုံထားနိုင်တဲ့အနေထားအခုဓာတ်အမေရဲ့ဆန္ဒအရာပြည့်စုံကုန်ထားနိုင်ပါတယ်မှန်ပါတယ်ခုနပြောတဲ့ဒီနေ့သူကလုတ်ပေးပါလို့မပြောနိုင်တော့တဲ့အနေထားတစ်ခုမှထက်ကမလုတ်ပေးနိုင်ပါဘူးဆိုတာလုတ်ပေးပါလို့တောင်းဆိုတဲ့အရာလုတ်ပေးနိုင်တယ်အခုငါ့ကိုလုတ်ပေးပါလို့ငါ့ကိုအဲ့လိုမပြောနိုင်တော့တဲ့အနေထားတစ်ခုမှကိုယ့်ဘက်ကလုတ်ပေးရမယ့်အရာရှိရတယ်အဲ့ဒီမလုတ်နိုင်တာကိုဆိုတာအဲ့လိုပါလေတောင်းမှန်ပါတယ်ပထမဦးဆုံးအချိန်ဖြစ်မဲ့ထင်ပါတယ်အားလုံးရှိပါလေတဲ့လေလည်းမရှိဘူးပါဘူးဒီရှိမှာလည်းမငုံဘူးပါဘူးတဲ့အမြဲတက်ကြွလိုက်စမ်းနေတဲ့ပုံစံပဲပျော်ရွှင်နေတဲ့ပုံစံနဲ့တဲ့အမြဲပြပါတယ်တဲ့ဘယ်လူဆိုတော့စိတ်ရတဲ့အချိန်ငိုရတဲ့အချိန်မျိုးရှိပါတယ်ပြီးတော့အရန်အငိုတန်ပါတယ်အစားရအရန်အငိုတန်တာပါမဲ့ငိုရဘူးမသိပါဘူးလို့အဲ့တော့